အိုးဟေးအောင်ဟေးမင်းပေါ်လာတဲ့စတိုင်ကိုရှိုးလုံးဝလွင့်နေနော်ဒီဘေးနဲ့ကလစ်စစ်သဆော့မယ်ဟေးအောင်ဟေး နောက်ကသူကဘယ်သူခေါ်ရကြတော့ ငါသူ့ကိုတီးတယ်လို့ပဲ လောက်ပြန်ပြီ မာလေး မလေးတဲ့နော်နော်ငါ တီးလာမာနေ ဟုတ်လားဘာလို့ခေါ်လိုက်တာတော့ ဘေဘီအရင်အကောင်နဲ့တွဲခဲ့ရလားဘောင်မရှိတမ်းမရှိကောင် ဟုတ်တယ်အဲ့တော့မသိလို့တွေ့ခဲ့ရ မရှိတမ်းမရှိတဲ့ အခုမှ ဘောင်မရှိတမ်းမရှိတဲ့ ကိုနဲ့တွဲရကောင်းသွားတာမဟုတ်ရင်သိရမလားအဲ့လိုကောင်မျိုးအဆင်မရှိတမ်းမရှိကောင်နဲ့ ဟုတ်တယ်ဘေဘီကရွေးချယ်မှုမှန်သွားဒါကြောင့်ဘာလို့ခေါ် မာ လဲ လည်းအဲ့လိုမျိုးပါနဲ့ညာဒီပေါက်တယ်လည်းဝေကြည့်ပါဦးမာလည်း ကြည့်ပါဦးဘာမှမကြည့်ပါဘူး တို့စကီကောင်းသွားပြီဒီလိုမဟုတ်တော့ဘူး အရင်တော့လေ လည်းလာလို့ပါလေ ဟေးအောင်ဟေးငါ့ကို တစ် ရ ချိန် န် တစ် နေ ကောင် နေ တော့မှ ဆိုပြီးတော့ဒီကောင်လေးထင်သေးတာမင်းရမစာလို့ပြီးတော့ငါ့ကိုထင်သေးနေတာဒီကောင် သူ က ကမဟုတ်ဘူးသူ့ကိုဝယ်တာငါ့ကိုဘယ်လိုလုပ်ဝယ်ပေးနိုင်မှာတော့ငါလိုချင်တဲ့စကင်တွေပါဘယ်လိုလုပ်ဝယ်ပေးနိုင်မှာတော့အဲ့ကြောင့်ငါသူ့ဖြတ်ခဲ့ ကျွန်တော်ငငယ်ကြီးအဲ့လိုမျိုးပါနေဗျာကြောင်ဝေကြည့်ပါကုတော်စကေးကောင်းသွားဗျာကျွန်တော်လည်းပါညာဂေးပါတော့ နေ့တငယ်ချင်းလည်းကြည့်အောင်နိုးလိုက်နေ မာလည်းအဲ့လိုမျိုးပါဗျာ အားမြူကြီးကြီးကကိုနဲ့တွဲရမှာ ဟောကြတယ် နောက်ကိုနော် ဟုတ်တယ်အဲ့လိုကောင်မျိုးဖြတ်ခဲ့ရကောင်းတယ်ဘာမှဘောင်မရှိတမ်းမရှိနဲ့ အေးလေအခုကငါသူတို့နဲ့ဆော့ရမှာ ငါဂိမ်းဆော့ခြင်းနဲ့စိတ်မရှိတော့ဘူးနော် ပွဲတော့ဆုံးပေးလိုက်တယ်မာလည်းတပွဲပဲကောက်ထဲလည်းဝေကြည့်ပေးအောင်လို့ အေးပါနေပြောလို့ဝင်ကြည့်လိုက်မယ်နော်ကြည့်ချင်လို့တော့မဟုတ်ဘူးနော်ဒါချောင်ပြောလို့ ဝေကြည့်လိုက်ပါဝေကြည့်မှပြောဗျာ ဟဲ့ तू ကဟုတ်တယ်ဟာငါကောင်လေးထက်တော့ငိုကွက်လက်သားရ3သိန်းကျော်တော့မှ3သိန်း9တောင်4သိန်းတော့တီးရမယ်ဟဲ့ तू တော့တော်တော်ပြောင်းလဲလာတာလေ သူကောင်လေးတည်းမြင် စကေကောက်ရီလည်းကြီးလိုက်အောင်ချစ်ဆိုးလိုက်အောင်မာ ဟဲ့ဟုတ်တယ်ညာလည်းပြင်လာကြုံနေဟဲ့ तू တော့တော်တော်ပြောင်း ဘေဘီကသူ့ပြန်တွဲကျင်လို့လား တော်တော်ကြည့်မအောင်ကိုကလည်း ဟန်နေပြန် ကျွန်တော်ဘူစကေ မတွေ့ကြည့်ရလို့လေရှိုးတွေ့ချင်းတဲ့သူဆိုရရှိုးဖလာဖော်လို့တာလက်မခံငါတော့လက်မခံ